ဗြိတိရှကိုလိုနီဂျပန်ခေတ်လွတ်လပ်ရေးခေတ်တွေကိုဖျက်ဆီးခဲ့ပေမဲ့မြန်မာမှုပညာတရက်ဖြစ်တဲ့မပြောင်းမလဲရက်တည်ခဲ့တဲ့ကြီးမြင့်နိုင်ဘားကရလမ်းဆောင်ကပဒင်းတန်းကတော့ပြန်လည်နိုးထအသက်ဝင်လာနေပါပြီပရာဟိတလုပ်ငန်းတွေနဲ့အလှူဒန်းတွေများလာတာကြောင့်ပြီးခဲ့တဲ့3နှစ်ကနဲ့မတူတော့ပါဘူးခေတ်ဆက်ဆက်မျိုးဆက်အဆင့်ဆင့်တည်ဆောင်လာတဲ့ရိုးရာပန်းဆယ်မျိုးတွေကတစ်ခုဖြစ်တဲ့ပဒင်းလုပ်ငန်းဟာဇေဒီပထိုးတွေအတွက်မကိုင်းနဲ့ငှက်မြက်နာတော့လုပ်ငန်းအတွက်တက်တာမဟုတ်ဘဲဘုံကြီးကျောင်းဓမ္မယုံတွေအတွက်ကနုတ်ပန်းပန်းထောင်ပန်းဆွဲလင်းတို့တောင်ပန်းဒဂွန်လုံးစတဲ့ဘီသူကလက်ရာတွေဟာသာသနိကအဆောက်အုံတွေရှိနေသေး၍ပဒင်းပညာကွယ်ပြောက်စရာမရှိဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာဒီဗုဒ္ဓဘာသာသာသနာတည်ရှိနေပြီးဘုန်းကြီးတွေရပဲတော်လကောင်းလူရှင်တွေရပဲတော်လကောင်းယုံကြည်သူဗုဒ္ဓဘာသာတော်ကြီးအားဖြင့်တော်လကောင်းရှိနေပြီးသာသနာတော်နဲ့ပတ်သက်တဲ့ဒီသာသနိကအဆောက်အဦတွေရှိနေမယ်ဘုရားသခင်တွေရှိနေပြီးကျွန်တော်တို့ကတော့ကြောက်ပြက်စရာအကြောင်းတော့မရှိဘူးလူမျိုးပဲပြောင်းမရှင်းလုပ်နေရမှာပဒင်းလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ကပီးမှတ်တမ်းနဲ့ကြောက်စာတွေလည်းတစ်ခေတ်ဆန်းလာတာကြောင့်အရင်ကမိုးတွင်တရင်လုံးငုတ်တုတ်ထိုင်နေရတဲ့ဘဝကလွတ်မြောက်လာခဲ့ပြီလို့ဆိုပါတယ်ရန်ကုန်မှာပဒင်းပညာမထွန်းကားတာကြောင့်အလုတ်အရင်မန္တလေးအထိအလုတ်သမားသွားခေါ်ရပြီးပညာလက်ဆင့်ကမ်းတဲ့ရင်ရန်ကုန်မှာပဒင်းလုပ်ငန်းကျယ်ပြန့်လာတယ်လို့ရှင်းပြသူကတီရဂူနိဗ္ဗာန်ကုံဆိုင်ကကိုထေးအောင်ပါဒီလုပ်ငန်းဟာမချမ်းသာပေမဲ့ထမင်းမငတ်တလို့ဇရိတ်မတက်နိုင်တဲ့အလူရှင်တွေအတွက်လောအားဒါနအဖြစ်လဲတူရန်လို့ရတယ်လို့ပြောပါတယ်ကျွန်တော်တို့အလုပ်ဒီပါတဲ့တဲ့ဆိုရင်လှုပ်ချင်တယ်ဆိုရင်ဘုရားတိတွေပါလှုပ်ချင်တယ်ဆိုရင်မန္တလေးသွားခေါ်အခုနောက်ပိုင်းကျတော့ဒီပညာတစ်ပြေးပြန့်လာတဲ့အခါကျတော့တရားရှိရင်30လောက်ကတော့လုတ်တတ်သွားတယ်ဒီလုပ်ငန်းနဲ့သိပြီးတော့ချမ်းသာတယ်လို့ရှိပါမှာခမင်းစားရတယ်ဘာလို့ကွာဘုရားလုပ်နေတဲ့အခါကျတော့လောဘဒေါသတက်လို့မရဘူးအမြတ်ကြီးစားလို့မရဘူးသဘောကနည်းနည်းကြီးယူလို့မရဘူးအဲတကာကျွန်တော်ခင်ဗျ3000တန်တယ်ဗျာကျွန်တော်ကမတက်နိုင်ဘူးဗျာအဲကျွန်တော်က2000လောက်ပဲတက်နိုင်တာအဲ့တော့ဦးတော့အားလုံးကိစ္စမယူအဲ့လိုဆိုဦးကစိုက်ဒီဝါစိုက်ပေါ့နော်အမြတ်မယူတော့အဲလုတ်ပေးမယ်2000လုံးကိုလည်းအလှမာယာရောက်တာပေါ့အဲ့လိုတွေရှိတယ်ဒီအတွက်လောဘနဲ့အမြတ်ကြီးစားရတာကိုမရဘူးရှိပါဘူးခေတ်ဆက်ဆက်ကပဒင်းပညာခေါင်းထောင်ခဲ့ပေမဲ့ကုန်စည်နှုန်းကြီးမြင့်လို့ရွှေချတဲ့ခေတ်ကနေငွေနောက်ကြေးအထိပြောင်းလဲလာခဲ့သလိုအခုတော့တရုတ်နိုင်ငံကရွှေရောင်စတီးပြားတွေဝင်လာတာကြောင့်အဆင်ပြေလာတယ်လို့ဆိုပါတယ်